Hello အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ဒီနေ့မှာတော့ပကံညောင်ပုတ်ပါကိုသွားမှာဖြစ်ပါတယ်။ဟုတ်မင်္ဂလာမင်းနဲ့သွားအောင်နော်။ပကံညောင်ပုတ်ပါကိုသွားဖို့ကျွန်တော်ညနေခင်း9 နာရီလောက်အောင်မင်္ဂလာဝေးပြေးကိုရောက်ခဲ့ပါတယ်။ဒါကတော့အောင်မင်္ဂလာဝေးပြေးရဲ့ညနေခင်းအလားလေးပဲဖြစ်ပါတယ်။အောင်မင်္ဂလာဝေးပြီးခွင့်ရောက်ပြီဆိုတော့ကျွန်တော်လက်မဖြတ်ထားတဲ့မန္တလာမဲခါးကြီးစီသွားပြီပေါ့နော်ဒါကတော့မန္တလာမင်းကားကြီးရဲ့အပေါ်တက်မှရှိတဲ့ခီးတဲ့နားလေးဆောင်လေးဖြစ်ပါတယ်။ဒီပုံပါပေါ့နော်အဲကောလေးနဲ့ဆိုဖာလေးနဲ့တက်တက်ရဲနဲ့တော်တော်နေလို့ကောင်းပါတယ်။အပေါ်မှာထိုင်ရတာပြင်ရတယ်ကျွန်တော်လည်းအောက်မှာလမ်းလေးပါလေးဆင်းရှောက်တပိတ်ဆိုင်လေးပါထိုင်ပြီးတော့တပိတ်ဆိုင်နားလေးမှာရှင်းလေးပါလေးခတ်နေအောင်ကြည့်ခဲ့ပါတယ်။စကီးပါရတော့တွားရှော့လို့မရဘူးနော်။သူကလည်းသူကဟုတ်နေပါတယ်။သွားခင်ဒီမှာနိုင်မှာခဏထိုင်ဖတ်မှာတော့ကျွန်တော်တို့6 နာရီခွဲလောက်ထွက်မယ်ပေါ့နော်6 နာရီခွဲထွက်ပြီးတော့ပကံဟိုကကျွန်တော်တို့9 နာရီခွဲလောက်တောင်းမယ်လို့ပြောတယ်ပေါ့နော်ကဲဆိုင်မှာလေးထိုင်ပြီးရှင်းပွဲကလည်းကြည့်ပြီးဆိုကားလည်းထွက်တော့မှာဆိုကားရှိကိုသွားပါပြီကဲကားမစားတယ်ပြီ6 နာရီခွဲကျော်လောက်အောင်မင်္ဂလာအဝေးပြေးခွင့်ရနေစပြီးတော့ထွက်ပါပြီအများပြည်အများပြည်ကြောက်ရောက်ပေးကြပါရဲ့အကြရက်ခံအပ်ပါရဲ့ရှင်ရှင်မော်ရှိပစ္စည်းများလုံခြုံရေးအတွက်ရှင်ကိုတောက်ပိတ်ထားမှာဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကဲအခုဆိုရင်တော့ကျွန်တော်တို့မိုင်းနိုင်90ရောက်ရောက်ပြီပဲဖြစ်ပါတယ်ဒါကတော့မိုင်းနိုင်90ရောက်မှရှိတဲ့ဂိတဲ့တွေကိုနားလို့ရမယ်စားတောက်ဆိုင်လေးဖြစ်ပါတယ်တော့အခုမိုင်းနိုင်90ရောက်ရောက်နေပါတယ်ထမင်းစားရတော့စံပြေးလေးပါတယ်ထမင်းစားပင်ဆိုပြီးတွေ့ထားပေမဲ့ထမင်းကမှရင်ကြောင်ပါဆိုတဲ့အတွက်ကျွန်တော်အမြန်ရတဲ့နေကြီးတုပ်လေးပဲမှာစားလိုက်ပါတယ်ဒီမှာတော့နည်းနည်းဈေးကြီးတယ်ပေါ့နော်နေကြီးတို့တစ်ပွဲကို9300ရတယ်ကဲစားလို့တောက်လို့လည်းပြီးသွားပြီဆိုတော့ကျွန်တော်တို့ကားနာမှာဟိုကြီးတီကြီးနန်းလေးပါလေးရှော့ကားပြန်တွဲမဲ့ချိန်လေးကိုစောင့်နေပါပြီ
မှာကားပေါ်ရောက်တာနဲ့တန်းရတော့တာပါပဲဒီလိုနဲ့ပဲအိမ်နဲ့လိုက်သွားရင်အိပ်ပျော်လိုက်မပျော်လိုက်နဲ့ပဲမနက်9 နာရီခွဲလောက်ကြောက်ပရောကိုရောက်ပါပြီဘာလို့ကြောက်ပရောမှဆင်းလိုက်လဲဆိုတော့ကျွန်တော်တို့ကပကံမြောက်ခင်ပုပ္ပတောင်ကိုတမဖြစ်တဲ့ကြောက်ပရောမှဆင်းခဲ့တယ်ပေါ့နော်ကြောက်ပရောကအိုးအေးလေးငိုင်းနဲ့မြန်မာနိုင်ငံအလဲပိုင်းဒေသရဲ့အိုးအေးစစ်လည်းဖြစ်သလိုအလဲပိုင်းဒေသရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ပုပ္ပတောင်ပိုင်းကြီးကိုသွားရဖြစ်ပါတယ်ဒါကတော့ကြောက်ပရောလမ်းလေးလျှောက်ပုပ္ပတောင်ပိုင်းကြီးကိုသွားတဲ့လမ်းလေးပဲဖြစ်ပါတယ်ကဲခုဆိုရင်တော့ဟိုးဝေးမှာမုံမုံဝါးနဲ့တွေ့နေရတော့ပုပ္ပတောင်ပိုင်းပဲဖြစ်ပါတယ်ခုဆိုရင်တော့စကဝါမြေမှာကျူဆိုပါ၏ဆိုင်းမုံနာကိုရောက်ပါပြီဟိုးမှာတော့ပုပ္ပတောင်ပိုင်းပေါ့နော်ဒါတော့ကျွန်တော်တို့စီးရလဲအိုးဝေးလေးပဲဖြစ်ပါတယ်။ဘာမျိုးရောက်။ဟုတ်။ဟောပုပ္ပတောင်